ဒီမလားဒီမလားဒါကျုပ်လို့ဘာမို့လဲလို့ငွေမကြိုက်ဘူးလို့ရပြီဟောနေဒုက္ခနိုင်တော့ဒီကနေ့ပြရကြတယ် တော့ပါမှာ ပြလိုက်အောင်အချစ်တော့မလုပ်ခိုင်း ဒီဝါချမ်းသာတက်ရှိကျမ်းမာစောတီဒီပေါ်နိဗ္ဗာန်ရောက်လုံးလုံးပဲပတ်စံရပါစေ ကျွန်တော်တို့ဘဝမှာအမြဲတမ်းရင်ပတ်ထဲသိမ်းထားတဲ့လူတစ်ယောက်တော့ရှိကြတာပဲလေအဲ့ဒီလူကဟိုးအဝေးကြီးမှာဖြစ်နိုင်တယ်လို့အနီးနားမှာလည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်မခေါ်ရလည်းဖြစ်တာပဲမတွေ့ရလည်းရတယ်ပတ်သက်မှုဆိုတာထက်ရင်ပတ်ထဲကဒီမလားဒီမလားဒါ ကျုပ်လို့ ဘာမို့လဲလို့ငွေမကြိုက်ဘူးလို့ရပြီဟောနေဒုက္ခနိုင်တော့ဒီကနေ့ပြရကြတယ် တော့ပါမှာ ပြလိုက်အောင်အချစ်တော့မလုပ်ခိုင်း ဒီဝါချမ်းသာတက်ရှိကျမ်းမာစောတီဒီပေါ်နိဗ္ဗာန်ရောက်လုံးလုံးပဲပတ်စံရပါစေ တို့မပေးဘူးဒါဒီမလားဒီမလားဒါ ကျုပ်လို့ ဘာမို့လဲလို့ငွေမကြိုက်ဘူးလို့ရပြီဟောနေဒုက္ခနိုင်တော့ဒီကနေ့ပြရကြတယ် တော့ပါမှာ ပြလိုက်အောင်အချစ်တော့မလုပ်ခိုင်း ဒီဝါချမ်းသာတက်ရှိကျမ်းမာစောတီဒီပေါ်နိဗ္ဗာန်ရောက်လုံးလုံးပဲပတ်စံရပါစေ